ဇွန်လအတွင်းစစ်တပ်၏ရဟတ်ယာဉ်တစ်စီးကိုဖျက်ဆီးနိုင်ဖို့အတွက်စစ်စခန်း9ခုသိမ်းပိုက်ရရှိခဲ့ကစစ်သား600ကျော်သေဆုံးဟု NUG ကထုတ်ပြန်တမဏိလက်ပြတပ်ဖွဲ့မှ MOD ကိုကဲရေးမှုခံယူရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။အမျိုးသားညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လောက်ရှိတပ်ရင်တပ်ဖွဲ့များနေဖြစ်ပြီးခဲ့သည့်ဇွန်လအတွင်းစစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်စီးသွားခဲ့သည့်ထိတိုက်ခိုက်နိုင်ခဲ့သည့်ဖြစ်စဉ်ပါဝင်စစ်ကောင်စီတပ်စခန်း16ခုကိုတိုက်ခိုက်ခဲ့ရမှာစခန်း9ခုသိမ်းပိုက်ရရှိခဲ့ပြီးစစ်သား600ကျော်သေဆုံးသွားခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များရသိရှိရပါတယ်။ဇွန်လ1ရက်နေ့မှ30နေ့အထိကာလအတွင်းမကွေးတိုင်းမြိုင်မြို့နယ်တွင်မပြူရွာနဲ့စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကိုပြချနိုင်ခဲ့သည့်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်မှု15ကြိမ်စုစုပေါင်းစစ်စင်ရေး16ကြိမ်ဆင်နွှဲခဲ့ရမှာစစ်ကောင်စီတပ်စခန်း9ခုအပိသက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုများအတွင်းစစ်ကောင်စီတပ်သား644ဦးသေဆုံးပြီး209ဦးဒဏ်ရာရရှိခဲ့ကသေဆုံးဒဏ်ရာရရှိသူများနှင့်ဖမ်းဆီးရရှိသူများတွင်စစ်ကောင်စီဘက်မှအရာရှိ20ဦးပါဝင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လာခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနသည်လက်နက်ကင်တော်လှန်ရေးများကိုဆင်နွှဲခဲ့ရမှာနိုင်ငံတော်ဝန်လုံးရှိတော်လှန်ရေးပြည်သူများနှင့်ကာကွယ်ရေးဖွဲ့စည်းများကိုစုံစမ်းပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများကိုစနစ်တကျစုဖွဲ့လျက်တခုတည်းသောကုကဲမှုရန်တရားဖော်ဆောင်လျက်ရှိကြောင်းသိရပါသည်။ထို့သောဖော်ဆောင်ရတဲ့တနင်္လာရီတိုင်းတဝဲခရိုင်အခြေဆိုင်ဒေသကုကဲရေးမှုအဖွဲ့တစ်ခုဖြစ်သည့်တမဏိလက်ပြတပ်ဖွဲ့သည်ပြည်သူ့တော်လှန်ရေးအောင်မြင်ရေးကိုရှေ့ရှုလျက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏စင့်ကဲကုကဲရေးမှုများရန်တရားသို့ယုံကြည်စွာဝင်ရောက်လာကြောင်းသိရှိရပါသည်။ထို့ကြောင့်အဆိုပါအဖွဲ့သည်ပြည်သူ့ကာကွယ်ရေးတပ်မတော်တဝဲခရိုင်အမတ်1တရင်နှင့်တက်ခွဲတစ်ခုဖြင့်တော်လှန်ရေးတာဝန်ရှိသူများဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်များကတည်ပြလာခဲ့ပါသည်။အဆိုပါတမဏိလက်ပြတပ်ဖွဲ့သည်ရခိုင်ကလည်းမောင်မကန်တိုက်ပွဲအတွင်းရန်ကင်းတရားတိုက်ပွဲမြင်းမော်ကျေးရွာတိုက်ပွဲနှင့်စစ်ပြေးစစ်စင်ရေးတို့တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များပကဖနှင့်အတူလက်တွဲတိုက်ပွဲဝင်နေသည့်တော်လှန်ရေးတပ်ဖွဲ့အဖွဲ့အစည်းများဖြစ်ကြောင်းသိရပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်ကမြန်မာကိုမဟာဗျူဟာမြောက်လက်အောက်ခံနိုင်ငံဖြစ်အသုံးချရန်စစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များကိုတပြိုင်နက်တည်းထိန်းချုပ်နေပြီးကြောက်ဖြူတွင်တရုတ်ရစ်တပ်ခြေဆိုင်နိုင်ပါကအိန္ဒိယသမုဒ္ဒရာလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောက်နိုင်တယ်လို့တတိပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။တရုတ်နိုင်ငံသည်မြန်မာနိုင်ငံတွင်၎င်း၏ဗျူဟာများအကျိုးစီးပွားများအတွက်လိုက်လျောရမည်ပထဝီနိုင်ငံရေးလက်အောက်ခံတစ်ခုဖြစ်နေပြောင်းလဲလာစေရန်အတွက်မြန်မာစစ်တပ်ကိုကာကွယ်ထောက်ပံ့ပေးနေတဲ့ကဲ့သို့တစ်ဖက်တွင်လည်းတိုင်းသားလက်နက်ကိုင်အဖွဲ့များပေါ်လက်နက်စီးပွားရေးနှင့်နယ်စပ်ကုန်သွယ်ရေးများကိုအသုံးချ၍ထိန်းချုပ်နေကြောင်းလုံခြုံရေးနှင့်အကြမ်းဖက်မှုများဆိုင်ရာလေ့လာသုံးသပ်သူများကပြောဆိုခဲ့ပါတယ်။တရုတ်၏စွမ်းရည်တင်သွင်းမှု80%ကျော်မှမလကရေလက်ကြားကိုဖျက်ဆီးနေရပြီးစစ်ရေးသို့မဟုတ်ပထဝီနိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့ပါကရင်းရည်ကြောင်းများပိတ်ဆို့ခံရသည့်တရုတ်တွင်အကြီးမားဆုံးသောမဟာဗျူဟာအားနည်းချက်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ထို့ကြောင့်တရုတ်နိုင်ငံကမြန်မာနိုင်ငံကိုအိန္ဒိယသမုဒ္ဒရာသို့ဓာတ်ရိုက်ထွက်ပေါက်ရရှိစေမည့်ကုန်လန်တရာတစ်ခုဖြစ်အသုံးချရန်အတွက်ကြိုးပမ်းနေပြီးမြန်မာတရုတ်စီးပွားရေးစင်ကြံကနေတဆင့်ရေနံနှင့်သဘာဝဓာတ်ငွေပိုင်လိုင်းများကိုယူနန်ပြည်နယ်သို့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့ကဲ့သို့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်နယ်စပ်တွင်ရေရှည်ရည်မှန်းထားကြောင်းသုံးသပ်ပြောဆိုခဲ့ပါတယ်။ရင်းရည်မှန်းချက်များကိုဓာတ်ရိုက်စစ်စင်ရေးဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဘဲအကောင့်ထဲပေါ်နိုင်ရန်အတွက်တရုတ်ကနေလမ်းကြောင်းတစ်ခုမဟာဗျူဟာများကိုအသုံးချနေကြောင်းနိုင်ငံတော်အဆင့်တွင်စစ်ကောင်စီကိုတာမန်ရေးရာအကာအကွယ်ပေးပြီးတိုက်လေယာဉ်များနဲ့ဒရုန်းများတံပြန်စနစ်များပါဝင်အစစ်မြစ်ဆက်လက်နက်များကိုအစစ်မြစ်ဆက်လက်နက်ပစ္စည်းများထောက်ပံ့ပေးနေကြောင်းသိရှိရပါတယ်။တရုတ်သည်နယ်စပ်ဒေသရှိလက်နက်ကိုင်အဖွဲ့အစည်းများထံသွဲပြီးစစ်တပ်ရေးအခြေအနေများအားလုံးနှင့်ငွေကြေးရင်းနှီးများစီးဆင်းနေပြီးမြည်သည့်ဖွဲ့များကထိန်းချုပ်ထားသည်ဖြစ်စေနောက်ဆုံးဆုံးဖြတ်နိုင်သူမှာတရုတ်ဖြစ်စေရန်အတွက်စီမံထားကြောင်းသူကပြောဆိုခဲ့ပါတယ်။တို့ရရင်တိုင်းသားလက်နက်ကိုင်များနှင့်ထိုးစစ်များကစစ်ကောင်စီကိုဖြုတ်ချနိုင်သည့်အခြေအနေများရောက်ရှိလာပြီးစီမံကိန်းများနှင့်တရုတ်နိုင်ငံ၏စီးပွားရေးအကျိုးများကိုချိန်ချောက်လာပါကပေကျင်းကချက်ချင်းဝင်ရောက်ဖိအားပေးလေရှိကြောင်းဆောင်းပါးတွင်ရေးသားဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံကနယ်စပ်ဂိတ်များပိတ်ခြင်းလျှက်စစ်နှင့်ကုန်စည်စီးဆင်းမှုထောက်ပံ့ရေးလမ်းကြောင်းများဖျက်တောက်ခြင်းတို့ကြောင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖိအားပေးခဲ့ပြီး MNDAA နှင့် TNLA တို့ကိုအပြစ်ခတ်ရစဲရေးသဘောတူညီချက်များလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။အထူးသဖြင့် MNDAA ကထိန်းချုပ်ထားသည့်မဟာဗျူဟာများအရေးပါသောလာရှိုးမြို့နယ်တွင်စစ်ကောင်စီထံပြန်လည်လွှဲပေးရန်အတွက်အထူးကိုယ်စားလှယ်ဖွဲ့ဝင်များကြီးကြပ်ရေးမှုဖွဲ့များပေကျင်းကအလွန်ပြင်းထန်သောတန်တမာရေးရာနှင့်စီးပွားရေးဖိအားပေးမှုများအသုံးပြုလျက်ရှိကြောင်းစောင့်မှဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံ၏မဟာဗျူဟာများမှာစစ်ကောင်စီကိုတရုတ်၏စီးပွားရေးတောင်းဆိုချက်များညှင်းဆိုနိုင်လောက်အောင်အင်အားကြီးမားစေရန်တရုတ်သည်ထိန်းချုပ်ထားခဲ့သောလဲနိုင်ငံတော်အုပ်ချုပ်ရေးအပြည့်အဝ
မပြိုကွဲစေရန်နဲ့အသက်ဆက်ပေးထားခြင်းဖြစ်ကြောင်းတစ်ဖက်တွင်လည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်းယူနန်ပြည်နယ်မှာကုန်သွယ်ရေးထောက်ပံ့ရေးလမ်းကြောင်းပေါ်မှာမိခိုစေရန်အတွက်လှုံ့ဆော်ထားခြင်းဖြစ်ကြောင်းသုံးသပ်လာခဲ့ပါတယ်